ဒီနေရာက Boston ရဲ့နာမည်ကြီးတဲ့နေရာတစ်ခုဖြစ်တဲ့ Quincy Market ကိုသွားနေတာပါဒါက Quincy Market ပါဒီ Quincy Market ထဲမှာစားကြံမျိုးစုံရောင်းပါတယ်ဒီအဆောက်အဦရှေ့ရောက်ရုံပဲရှိသေးတယ်ဒီထိပ်မှာဖွင့်ထားတဲ့ bakery ဆိုင်ရဲ့ပါမုံအနံ့ကမှုေးနေတာပဲဒီ bakery ဆိုင်မှာ fresh pastry တွေကိုအရသာမျိုးစုံနဲ့ရောင်းနေတာတွေ့ပါလိမ့်မယ်နောက်ပြီးတော့ဒီထဲမှာ picture တို့ Italian food တို့နောက်ဒီ New England မှာနာမည်ကြီးတဲ့ clam chowder lobster တွေလည်းရောင်းတယ် smoothie တို့အေးတို့အစားအဆုံးရပါတယ်ဒီ lobster and main ဆိုင်မှာဆိုရင်လူတွေအများကြီးပဲအရန် busy ဖြစ်တယ်ပေါ့နော်သူစီမှာဒီ steam lobster တစ်ကောင်နဲ့ corn တစ်ခုကို$28.97 plus tax ကြတယ်အကယ်လို့ clam chowder တစ်ခွက်ထပ်ထည့်မယ်ဆိုရင်$35.5 plus tax ကြတယ်ပေါ့နော်ပြီးတော့တခြား seafood နဲ့ oyster တွေလည်းအကုန်ဒီဆိုင်မှာရပါတယ်ဒီ market ထဲမှာဘာတွေရှိလဲဆိုတာဆက်ကြည့်လိုက်အောင်မယ်နော်Quincy Market အပြင်ဘက်ရောက်သွားပြီပေါ့နော်ဒီအပြင်ဘက်မှာဆိုလို့ရှိရင် shopping တွေလုပ်လို့ရတယ်သူ့မှာ clothing ဆိုင်တွေအများကြီးရှိတယ် souvenir ဆိုင်လေးတွေလည်းရှိတယ်အဲဒီမှာစားပြီးတောက်ပြီးလို့ရှိရင်ဈေးဝယ်ထွက်လို့ရပါတယ်ဒီ lobster အယုတ်လေးတွေကလည်းအရန်ချစ်ဖို့ကောင်းတာပဲဒီ market လေးက Quincy Market ရဲ့ဘေးနားမှာပဲရှိတယ်။သူကစနေနေ့မှာတပတ်တစ်ခါဖွင့်တယ် farmer market ပုံစံလေးပေါ့နော်။ဒီ market မှာဆိုရင်အသားတွေရတယ်အသီးအရွက်တွေရတယ်။ရောင်းတဲ့ဆိုင်တွေကအများကြီးပဲဆိုတော့တစ်ဆိုင်နဲ့တစ်ဆိုင်ကအပြိုင်ဆိုင်ဈေးတွေခေါ်ပြီးအော်ပြီးတော့ရောင်းနေကြတာ။ဒီစပစ်သီးဆိုလို့ရှိရင်တပူးကို$2ပဲရှိတယ်။ California မှာဆိုရင်တပူးကို$4 $5လောက်ရှိတယ်ပေါ့နော်ဒီမှာအရန်ဈေးသက်သာတာပဲဒီအသီးတွေက organic အသီးတွေပါဒီ blackberry ဆိုလို့ရှိရင်တပူးကို$1 6ပူးယူလို့ရှိရင်$5နဲ့ရတယ် California မှာဆိုလို့ရှိရင်ဒီလို organic blackberry တပူးကို$3 to $4လောက်ရှိတယ်စပစ်သီးအစိမ်းဆိုလို့ရှိရင်နှစ်ထုပ်ကို$3နဲ့ရတယ် California မှာဆိုရင်တစ်ထုပ်ထဲနဲ့$5လောက်ရှိနေပြီပေါ့နော်အဲ့ဒါနဲ့ဤတို့လေလမ်းမှာစားဖို့ဆိုပြီးတော့နှစ်ထုပ်ဝယ်ခဲ့ပါတယ်
ဒီဘောဆန်ဘတ်မှာအသေးတွေကပို့ပြီးတော့လဲလက်တယ်ပို့ပြီးတော့လဲဈေးသက်သာတယ်ဒီဘတ်ဆိုင်ကပို့ပြီးတော့ဈေးသက်သာသေးတယ် organic blackberry နှစ်ဘူးကိုမှ$1ပဲရှိတယ်ဒီဗီဒီယိုလေးကဒီလောက်ပါပဲဤတော့ဆက်ကြည့်လိုက်အောင်မယ်နော် bye bye